Hello, welcome back to my YouTube channel. ဒီနေ့ကဘာကြောင့်လို့ပြောချင်လဲဆိုတော့ကိုကြိုက်နေတဲ့အချက်25ချက်ကိုပြောပြချင်ပါတယ်။အဲ့ဒါဘယ်လိုမျိုးကနေပြီးလောက်ဖြစ်သွားလဲဆိုတော့ဒီစာအုပ်လေး 30 things I love about myself ဆိုတဲ့စာအုပ်လေးကိုဖတ်နေရနေပြီးတော့မှငါကကြိုက်တဲ့ချက်ဘယ်နှချက်ရှိလဲဆိုပြီးတော့စဉ်းစားပြီးချိန်လိုက်တဲ့အခါကျတော့အားလုံးမှာ25ချက်ရှိရပေါ့နော်အဲ့25ချက်ကိုအားလုံး share လုပ်ချင်ပါတယ် Okay, let's start it ဘာလဲဆိုတော့နံပါတ်1ကတယောက်ခဲနေရတာကြိုက်တယ်လို့အများနဲ့နေတတ်တယ်အဲ့ဒါလေတယောက်တည်းအခုဆိုရှင်တယောက်ထဲနေရပါတော့တယောက်ထဲနေရဆိုလို့ရှင်လည်းနေတတ်တယ်ဒါပေမဲ့သူများရင်သွားပြီးတော့နေတဲ့အခါသူများရင်လည်းသွားရလာဆက်ရတော့ဒါကိုလည်းနေတတ်တယ်ဒါမဲ့လည်းအများနဲ့သူများရင်နေကြည့်ပဲလည်းမနေနိုင်တယ်လို့အများနဲ့တယောက်တည်းပဲလည်းမနေနိုင်ဘူးပေါ့နော်ဒါမဲ့တယောက်တည်းနေရတဲ့အခါမှာလည်းတယောက်တည်းအဆင်ပြေအောင်နေတတ်တယ်သူများရင်နဲ့သွားနေတဲ့အခါမှာလည်းအတက်နိုင်တော့အဆင်ပြေအောင်နေတတ်တယ်ပေါ့နော်နောက်နံပါတ်2ချက်ကကြတော့ဘဝရဲ့အရေးကြီးတဲ့ဆောင်ဖြတ်ချက်တွေချတဲ့အခါမှာကြည်ငြိမ်ဆောင်ဖြတ်ချက်ချနိုင်တယ်အဲ့ဒါဘာလဲဆိုတော့ဟိုတလောဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကျန်းမာရေးအခြေအနေကဒီဆေးရုံတက်ပြီးခွဲစိတ်ဖို့ဖြစ်လာရပေါ့နော်အဲ့ခါမှာဆိုလို့ရှိရင်လေကိုကမိဘရင်နဲ့အဝေးမှာမိသားစုနဲ့အဝေးမှာတယောက်တည်းနေတဲ့အခါမှာပေါ့နော်တကယ်ကိုဒါကြီးမားတဲ့အရာကြီးမားတဲ့ဒီ decision တစ်ခုချရတာပေါ့နော်ဒီခွဲစိတ်တောက်လို့တင်လားမလို့တင်ဘူးလားခွဲစိတ်ရအောင်ပဲစိတ်အောင်မှာခွဲစိတ်ရမလဲခွဲစိတ်နေတော့မှကိုဒီဆောက်ရှောက်နိုင်ဖို့အတွက်ဘာလို့ငါရဲ့စကြနာလေးလုပ်ပြီးတော့ငါမျိုးခေါ်တင်လားမခေါ်တင်ဘူးလားအဲ့လိုမျိုးတွေကစအမျိုးမျိုးစဉ်းစားရပေါ့နော်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးလည်းဒီငြိမ်နေပဲဖြစ်တင်တာမဖြစ်တင်တာအရာအလုံးကိုယ့်အတာကိုစဉ်းစားပြီးတော့ကြတော့မှတကယ်ကိုကောင်းမွန်တဲ့ဒီကိုနဲ့ကိုက်နေတဲ့ decision နဲ့ချမှတ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ result ကြောင့်ပဲနံပါတ်1အောင်မြင်တဲ့ခွဲစိတ်ပြီးစီတော့တယ်နံပါတ်2ပတ်စံမကုံသိတာမကုံခဲ့ဘူးနံပါတ်3ခန္ဓာကိုယ်ကလည်း recovery ကောင်းကောင်းပြန်လုပ်နိုင်ခဲ့တယ်ပြီးတော့နံပါတ်3ကကြတော့